ဒီဗီဒီယိုလေးကိုရရတဲ့အကြောင်းအရာကြောတော့ကျွန်မကကျွန်မတူမလေးရှိတယ်ပေါ့နော်သူတို့ကအင်္ဂလိပ်စာသင်နေတယ်တဲ့ဒါပေမဲ့ဘယ်မှာသင်ရမှန်းမသိဘူးတဲ့စနစ်တကျသင်ပေးတဲ့သူလည်းမတွေ့ဘူးပေါ့အဲ့လိုပြောတာတော့မဟုတ်ပေါ့နော်ဆီယမ်မရဲ့စနစ်မကြဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့သူတို့ကလိုအပ်တာလေးတွေကိုအချိန်တိုတွင်းမှာမြင်မြင်ထိထိရောက်ရောက်သိချင်တာပေါ့နော်သိချင်တဲ့အခါကျတော့အဲ့နဲ့ကျွန်မဒါလေးလုပ်ဖို့ကြံရလို့လုပ်လိုက်တယ်เนาะအဲ့တော့အင်္ဂလိပ်စာမှာကျွန်မတို့ပထမဆုံးစပြီးတော့သင်မယ်ဆိုလို့ရှိရင်ဝါစင်က8မျိုးပေါ့မြန်မာစာနဲ့အတူတူပဲပေါ့เนาะဝါစင်က8မျိုးကိုအရင်ဆုံးလေ့လာမှာဖြစ်ပါတယ်အဲ့ဒါကိုအင်္ဂလိပ်လိုတော့8 parrot speech လို့ခေါ်ပါတယ်8 parrot speech မှာနံပါတ်1ကတော့ noun ပေါ့เนาะနံပါတ်1က noun နံပါတ်2က pronoun ပေါ့နံပါတ်3အဲ့တော့ noun pronoun ဆိုလို့ရှိရင်နာဘယ်မှာလို့ပြောမယ်ဆိုရင်နာစာကရိယာဆိုတော့ verb ပေါ့နော်နာမဝိသေသနာ adjective ကရိယာဝိသေသနာ adverb ပေါ့နော်ပြီးရင်တော့အခုပဲဘယ်နှမျိုးရှိသွားလဲဆိုရင်5မျိုးရှိသွားတယ်နော်10မျိုးနောက်ထပ်3ခုပါလဲဆိုရင် conjunction လို့ခေါ်တဲ့စကားဆက်တွေလို့တဲ့ article တွေပေါ့နော်အဲ့ဒီမှာသုံးရတဲ့တစ်ခုတစ်ကောင်တယောက်လေအဲ့တော့အဲ့ဒါ article တွေပါရမယ်နောက်တစ်ခုကတော့အဖြစ်မဲ့လို့ထင်ပါတယ်လေနော် comment မှာရေးပြပါအောင်အဲ့တော့8 parrot speech ရှိပါတယ်အဲ့တော့8 parrot speech ကိုကြည်ဖို့လိုပါတယ်အဲ့တော့8 parrot speech ကABCD ဆိုတော့ကျွန်တော်တို့26 letter ပေါ့နော်စကားလုံး26လုံးပြီး8 parrot speech က grammar မှာအဓိကအခြေခံကြတယ်ပေါ့နော်အဲ့တော့ကလေးတွေစာစတင်တဲ့အခါမှာ grammar စတင်နိုင်မှာဆိုလို့ရှိရင်ပိုကောင်းပါတယ်ကလေးတွေဆိုပေမဲ့လည်းသူတို့ grammar နဲ့စတည်သွားတယ်ဆိုရင်ပို့ပြီးတော့အခြေပိုင်တာပေါ့နော် noun ဆိုတာပါလဲ pronoun ဆိုတာပါလဲပေါ့အဲ့တော့အဲ့ဒါလေးပို့သိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့သူတို့အတွက်အခြေခံကြလေ့လာလို့ရပါတယ်အဲ့တော့noun မှာထပ်ခွဲတာတွေ pronoun မှာထပ်ခွဲတာတွေ verb မှာထပ်ခွဲတာတွေ adjective adverb တွေမှာထပ်ပြီးတော့ဟိုပါပေါ့နော်ဘာခေါ်ပါလဲအဲ့ဒါ superlative တို့နော် degree กว่าသွားပေါ့နော်အဲ့တော့ငါမောင်ကအရက်ရှိတယ်မောင်ထက်နော်ဟိုပေါ့စီတူကပို၍အရက်ရှိတယ် higher ပေါ့နော်အရှိဆုံးဆိုတာပေါ့degree တွေပေါ့နော်ဒါက adjective နဲ့ပတ်သက်ပြီးတော့ adverb မှာလည်းထိုနည်း၎င်းပဲပေါ့ဘယ်လိုမျိုးသုံးပြုလဲဆိုတာလေးတွေအဲ့တော့ adverb ကိုverb ရဲ့ရှေ့မှာထားမလားစာကြောင်းရဲ့ရှေ့မှာရှေ့ဆုံးမှာထားရတာလားစာကြောင်းရဲ့နောက်ဆုံးမှာထားရင်ပိုကောင်းတာလားဆိုတာလေးတွေပေါ့နော်ဒါလေးတွေကိုပြောသွားတဲ့ဟာကိုတော့ a parrot speech လို့ခေါ်ပါတယ်ဒါကတော့ very basic လေး